အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ဝေမျှပေးမယ်အကြောင်းအရာကတော့ဗီဒီယိုတစ်ခုကိုရိုးရှင်းတဲ့နီလန်နဲ့အဖြူမဲ့ဖြစ်အောင်ဘယ်လိုလုပ်ရမလဲဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာပထမဦးဆုံးဗီဒီယိုကို timeline နဲ့ draft လုပ်ပြီးဆွဲထည့်ပါ filter ကိုအသုံးပြုပြီး black and white ပြောင်းလို့ရတယ်လို့ color setting ကိုစိတ်ကြိုက်ချိန်ညှိပြီးပြောင်းလို့ရပါတယ်ကျွန်တော်အနေနဲ့နီလန်နှစ်ခုလုံးကိုပြောပြပေးသွားမှာဖြစ်ပါတယ်ပထမနီလန်အနေနဲ့ filter panel ကိုအသုံးပြုပြီးအဖြူမဲ့ပြောင်းတဲ့နီကိုပြောပြပေးမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်မိတ်ဆွေအနေနဲ့ media ပေါက်ထဲက filter ဆိုတဲ့နေရာကို click တစ်ချက်နှိပ်လိုက်ပါအဲ့ဒီတဲကနေပြီးတော့ရင်ကျွန်တော်တို့ကဒီမှာ mono ဆိုတဲ့ category ကိုရွေးပြီးတော့ရင်အဖြူမဲ့ filter တစ်ခုကိုစိတ်ကြိုက်ရွေးပြီးတော့ရင် black and white ပြောင်းနေတဲ့ video အပေါ်ကို drag လုပ်ပြီးဆွဲထည့်ရမှာဖြစ်ပါတယ်ခုဆိုရင်ကျွန်တော်တို့ကဒီမှာ classic nora ဆိုတဲ့ဟာရှိတယ် silver scan ဆိုတာရှိတယ်ပေါ့နော်ကျွန်တော်မိတ်ဆွေအနေနဲ့ကြိုက်တဲ့ဒီ filter effect တစ်ခုကိုယူပြီးတော့ရင်ကိုတွေ့ပြီးကိုစိတ်ကြိုက်တွေ့ပြီးဆိုရင်ပြောင်းလဲခြင်းတဲ့ filter ကိုယူပြီးတော့ရင်ဒီ timeline တွေကို drag လုပ်ပြီးတော့ရင်ကိုပြောင်းခြင်းတဲ့ video ပေါ်ကိုဆွဲတင်လိုက်ပါအဲ့ဒါဆိုရင်ခုဒီမှာမြင်ရတဲ့အတိုင်းပဲဒါ video ကဒီမှာကျွန်တော်တို့black and white ချိန်သွားတာဖြစ်ပါတယ်ခုဒီနေရာကိုကျွန်တော် click ချက်နှိပ်ပြီးတော့ရင် delete နှိပ်လိုက်ပါမယ်ဒါဆိုရင်ပုံမှန်အတိုင်း color နဲ့ color လေးနဲ့ရှိတဲ့ video ဖြစ်ပါတယ်ဟိုကျွန်တော်ကဒီ video effect ကိုဒီနေရာလေးမှာဖြူမဲပြောင်းနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော် timeline ကို drag လုပ်ပြီးဆွဲထည့်လိုက်ပါမယ်လိုချင်တဲ့ Adobe Shot ပမာဏအရှိန်ကိုဒီမှာလာပြီးတော့ရင်ရွေးလို့ရပါတယ်လို့ဆိုရင်ကျွန်တော်ကဒီနေရာလေးမှာပဲကျွန်တော်အဖြူမဲပြောင်းပါပေါ့နော်အဲ့ဒါဆိုရင်ခုကျွန်တော်ပြန်ပြီး run ကြည့်ပါမယ်ဗီဒီယိုကိုကျွန်တော်တို့ run ကြည့်လိုက်တဲ့အခါမှာဒါဆိုရင် color နဲ့လာမယ်ပြီးရင် black and white ပြောင်းသွားမယ်ပြီးရင်ကျွန်တော် filter ပြောင်းဒီ filter ရဲ့ effect ပေါ့နော်စုံတဲ့နေရာအစားနေရာမှာ black and white ဝင်မယ်ပြီးရင်စုံတဲ့နေရာမှာ black and white ဝင်တာပြီးသွားမယ်ပေါ့နော်အကြံတဲ့နေရာကတော့ပုံမှန်ဒီ color အတိုင်းသွားမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်ကဒီ filter setting ကိုအသုံးပြုပြီးတော့ရင်ဒီ mono category တွေကနေပြီးရင်ဒီ filter effect တစ်ခုခုပေါ့နော်ယူသုံးပြီးတော့ရင် black and white ပြောင်းတဲ့နီးကိုပြောပြပေးတာဖြစ်ပါတယ်နောက်ထပ်နီလန်တစ်ခုကတော့ကျွန်တော်တို့က color setting ကိုအသုံးပြုပြီးတော့ရင် black and white ပြောင်းတဲ့နီးဖြစ်ပါတယ်အဲ့ဒါကိုပြောင်းဖို့အတွက်ဆိုရင်ကျွန်တော်တို့က timeline နဲ့ကို drag လုပ်ပြီးဆွဲထည့်ထားတဲ့ဒီ video ရုပ်က clip ပေါ်ကို mouse နဲ့ click တစ်ချက်နှိပ်လိုက်ပါတနည်းအားဖြင့်ဒါ slap ပေးတာဖြစ်ပါတယ်ကိုပြောင်းခြင်းတဲ့ရုပ်ကကိုကျွန်တော်တို့ start ပေးပြီးတော့ရင်ဒီမှာပေါ့နော်ကျွန်တော်တို့ရဲ့ဒီဘက်2 panel တွေကနေပြီးတော့ color ပေါ့နော် color ပေါ့တကယ်လို့မတွေ့ဘူးဆိုရင်လည်းဒီမှာမြားလေးတွေနဲ့ရှိတယ်ပေါ့နော်အဲ့ဒါကိုလိုက်ရှာလို့ရတယ်ဟိုကျွန်တော်တို့ဒီမှာ color panel ပေါ့ color panel ကိုတွေ့ပြီဆိုရင်ကျွန်တော်တို့ကဒီမှာဘာရှိမလဲဆိုတော့ဒီမှာ black and white ပေါ့နော်ဒီမှာတီတာတို့ normal effect တွေပေါ့နော်ပုံမှန်လော်လော်ကူကူသုံးလို့ရတဲ့ effect တွေလည်းရှိတယ်ဒီ effect ကိုယူပြီးတော့ရင်သုံးမယ်ဆိုရင်လည်းကျွန်တော်တို့ကဒီ video တစ်ပုဒ်လုံးဟာဒီမှာ black and white ပြောင်းသွားတာတွေ့ရမှာဖြစ်ပါတယ်နောက်တစ်နည်းကကြတော့ကျွန်တော်တို့ကဒီအောက်မှာရှိတဲ့ setting တွေကိုအသုံးပြုပြီးတော့ရင်ဒီမှာ color ပေါ့နော်ဒီနေရာကိုထိသွားလို့ရတယ်နော် color မှာကျွန်တော်တို့ကကိုသုံးလို့တဲ့ setting တွေကိုချိန်ပြီးတော့ရင်လည်း black and white ပြောင်းလို့ရတယ်ပေါ့ဥပမာဒီနေရာမှာဆိုကျွန်တော်ဒါလေးတွေ short လိုက်မယ်စာရေးမယ်ပေါ့နော်ကိုလိုသလိုပေါ့ light ချိန်မယ် color ပေါ့ color အပြောင်းလဲတွေဟုတ်ဒါဆိုရင်ကျွန်တော် black and white ပြောင်းသွားပြီပေါ့နော်အဲ့ဒါမျိုးလေးတွေချိန်လို့ရတယ်ဆိုတော့ temperature တင်းတို့နောက် bitrate တို့ saturation တို့စာရေးဖြင့်ဒီလို setting တွေကိုကျွန်တော်တို့ကဒီရာဂိုင်နှုန်းတွေနဲ့အတိအကျပြောင်းလဲလို့ရပါတယ်အဲ့ဒီလိုပဲဒီမှာအောက်မှာဆိုရင်လည်းဒီ lighting နေရာမှာဆိုဒါ exposure ဆိုရင်ဒါ exposure တင်ကြောတားလင်းသွားမယ်ဒါဆိုရင်မှောင်သွားမယ်ကျွန်တော်မိတ်ဆွေအနေနဲ့ဒီမှာ brightness contrast နော်ဒီမှာ brightness contrast ဒီလိုဟာတွေနော် highlight တွေ shadow တွေနော် white တွေ back တွေစာရေးပြင်းပေါ့နော်လိုအပ်တယ်လို့ဒီမှာလာပြီးတော့ချိန်ညှိပြီးတော့ရင် color setting ကိုအသုံးပြုပြီးတော့လဲ video တစ်ပုဒ်ကိုကျွန်တော်တို့က black and white ပြောင်းလဲလို့ရတာဖြစ်ပါတယ်အခုဆိုရင်ကျွန်တော်မိတ်ဆွေအနေနဲ့ black and white ဘယ်လိုပြုလုပ်ရမလဲဆိုတာကိုနားလည်သွားပြီလို့ကျွန်တော်အနေနဲ့ယုံကြည်ပါတယ်ဒါကြောင့်မို့လို့ဒီ video သင်ခန်းစာလေးကကျွန်တော်မိတ်ဆွေအတွက်အသုံးတစ်စုံတရာဝင်ခဲ့တယ်ဆိုရင် comment box မှာရက်ဆိုပြီးတော့နှိပ်ပေးခဲ့ပါနောက်ထပ်မိတ်ဆွေတွေသိအောင်လို့လည်း share button လို့နှိပ်ပြီးတော့ရင်ဝေမျှပေးပါကျွန်တော်တို့နောက် video သင်ခန်းစာတွေမှာပြန်လည်ဆုံတွေ့ကြရအောင်ပါခင်ဗျာ